မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့စီးနင်းသူ12ဦးပါဝင်တဲ့ပျောက်ဆုံးသွားသောစောက်ချက်ကြည့်ရွှေလေးရဲ့အစိတ်အပိုင်းအချို့အားရှာတွေ့ခဲ့ပြီးဖြစ်ကြောင်းအင်ဒိုနီးရှားနိုင်ငံအစိုးရအဖွဲ့ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ရှာဖွေရေးအဖွဲ့များကတော့ပျောက်ဆုံးသူများကိုရှာဖွေလျက်ရှိနေပြီးအာဏာပိုင်များကလည်းဘာကြောင့်ပြတ်ကျခဲ့တဲ့ဆိုတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးလျက်ရှိနေကြပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ Greenland နဲ့ပတ်သက်ပြီးအငင်းပွားနေကြသောဥရောပနိုင်ငံ၈နိုင်ငံအားသမ္မတဒေါ်နယ်ထရန့်ကအကောက်ခွန်တိုးမြင့်မည်ဖြစ်ကြောင်းပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယခုလောက်ရကြောင်းအမေရိကန်နိုင်ငံနဲ့အတိကမဟာမိတ်နိုင်ငံကြီးများကြားတဲ့အတွင်းကုန်သွယ်ရေးအရာတင်းမာမှုများပုံမှုဖြစ်လာနိုင်ခြေရှိပြီးဥရောပနိုင်ငံများကလည်းသမ္မတဒေါ်နယ်ထရန့်၏ထိုးလုပ်ရက်ကိုဝေဖန်ပြောဆိုထားပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံတွင်ဖြစ်ပွားနေသောလူသစ်ဆုံးခဲ့ရတဲ့ဆန္ဒပြမှုများဟာသမ္မတဒေါ်နယ်ထရန့်ကြောင့်ဖြစ်တယ်လို့အီရန်နိုင်ငံ၏ခေါင်းဆောင်ခါမနီမှပြစ်တင်ပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများ၏အဆိုအရလူပေါင်း9000နီးပါးသေဆုံးခဲ့ရမှုဟာအမေရိကန်နိုင်ငံမှတာဝန်ရှိကြောင်းပြောကြားခဲ့တယ်လို့အီရန်နိုင်ငံပိုင်မီဒီယာမှသိရှိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တောင်တရုတ်ပင်လယ်ပြင်၏ကျွန်းတကျွန်းပေါ်တွင်တရုတ်နိုင်ငံ၏ drone တစ်စီးဟာရန်စသောပြန်တမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ထိုင်ဝမ်နိုင်ငံဘက်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်နှစ်နိုင်ငံလုံးကတော့ထိုနယ်မြေအတွင်းစစ်ရေးလှုပ်ဆောင်မှုများကိုတိုးမြင့်နေတဲ့အတွက်တင်းမာမှုများမြင့်တက်လျက်ရှိနေပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့သမ္မတဒေါ်နယ်ထရန့်က Greenland အားအရယူမဲ့ဟုချိန်ချောက်ပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့ Greenland အားထောက်ခံသူများထိမ့်မှတ်တွင်ဆန္ဒပြခဲ့ကြတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အမေရိကန်နိုင်ငံ၏အာတိတ်ဇဝန်ဒေသနှင့်ပတ်သက်သောရှိရွယ်ချက်အားပြည်သူလူထုကပြင်းထန်စွာကန့်ကွက်ခဲ့ကြတာပဲဖြစ်ပါတယ်ရှင်